ဒီနေ့အယောင်အပ်ထားတဲ့ကွန်ဒိုခန်းလေးဗျအရန်လေးတော်တော်လေးတန်လို့ပေါ့နော်ကျွန်တော်ဒီနေ့သွားကြည့်တာအခုမြင်နေရတဲ့တိုက်အပြာရောင်လေးပါသူကလှဲတန်းစင်ကြီးရနောက်ကျောမှာရှိပါတယ်ကိုပိုင်ကားပါကင်တစ်စီးပါမယ်ဓာတ်လီကားရှိမယ်လုံခြုံရေးရှိမယ်တိုက်ခန်းစီးထက်နည်းနည်းလေးပိုသုံးယုံနဲ့ရမယ်အခန်းမှာမီနီကွန်ဒိုမဟုတ်ဘူးနော်သူကလုံးဝကွန်ဒိုစစ်ပြောလို့ရတယ်ကားပါကင်မှာတစ်ခန်းတစ်စီးရအောင်မယ်တိုက်သက်တန်းကလည်း3နှစ်ဝန်းကျင်လောက်ပဲရှိသေးတယ်သူကအခန်းလေးကလူလည်းမနေရသေးဘူးအခန်းလေးလည်းကောင်းတယ်တိုက်လေးလည်းကောင်းတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးတော့နည်းနည်းကြာလေးရိုက်လာတယ်ပေါ့နော်3မိနစ်စာနီးပါးလောက်လေးအခန်းလေးကဒီအခန်းမှာတစ်ခန်းလုံးကြွေပြားခင်းရတယ်အိတ်ခန်းတစ်ခန်းဖွဲ့တယ်အဲကွန်တစ်လုံးတက်ပေးရတယ်နောက်မှရေချိုးခန်းအိမ်နာတက်စီပါမယ်ကစ်ချင်းခုံနေပါမယ်ပေါ့နော်အခန်းလူလုံးဝမနေရသေးဘူးအသက်တိုင်းလေးရမှာပါအခန်းကျယ်ဝင်ကတော့ square feet 600စွန်းစွန်းလောက်ရှိမယ်ကျွန်တော်တို့ရိုးရိုး12ပေပဲပေ90တိုက်ခန်းနေဝင်းကျင်လောက်ရှိတယ်ပေါ့နော်အကျယ်ဝင်ကတော့ဒါပေမဲ့သူကကြတော့ထူးခြားတာလေးတစ်ခုကဓာတ်လေကားရမယ်ကားပါကင်တစ်ခန်းတစ်စီးလည်းရအောင်မယ်အခန်းလေးဈေးလေးလည်းခေါ်ရတာမဆိုးပြကျွန်တော်ဈေးနှုန်းလေးကိုတော့နောက်ဆုံးညကျွန်တော်ပြောပြပေးမယ်ဒါအိတ်ခန်းမှာအိတ်ခန်းကလည်းအတော်အသင်းလေးကျယ်အောင်ဖွဲ့ထားတယ်ဗျသူကလေနှစ်ပေပတ်လည်းကြွေပြားတွေတစ်ခန်းလုံးကိုခင်းထားတယ် BCC ရှိတယ်မြေရှင်ကိုယ်တိုင်လည်းဒီတိုက်မှာရှိတယ်ပေါ့နော်အရှုပ်ရှင်းအားလုံးကင်းတယ်အရှုပ်ရှင်းနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်တို့အာမခံပြီးတော့ရောင်းမိပါတယ် location နဲ့တအားကောင်းတယ်ကျွန်တော်ဒီလှဲတန်းစင်ကြီးအနောက်ပဲသူကလှဲတန်းစင်ကြီးဘေးလန်းကနေဝင်လာလိုက်ပြီဆိုရင်ဒီတိုက်ကိုတန်းမြင်နေရပြီကျွန်တော်ဗီဒီယိုပထမဆုံးမှာစပြထားသလိုပဲကိုပိုင်မီတာကိုပိုင်မော်တာနဲ့ပေါ့နော် BCC လဲကြပြီးသားပါအခန်းအရှုပ်ရှင်းအားလုံးကင်းတယ် decoration မိမိစိတ်ကြိုက်နည်းနည်းလေးထပ်ပြင်ရင်တော့ပြင်လို့ရမယ်လောလောဆယ်တော့ကြွေပြားတွေနှစ်ပေပတ်လေတွေအပြည့်ခင်းတယ်အိတ်ခန်းတစ်ခန်းဖွဲ့တယ်ဘူးတိုင်းအိမ်နာပါမယ်ဓာတ်လေကလည်းဒီလိုမျိုးလေးပါကက်စစ်စတန်နဲ့ပါကိုခန်းကိုကတ်နဲ့ကိုတက်ရတာပါအလွှားလည်းအများကြီးမရှိဘူးသူကစုစုပေါင်းမှ6ထပ်ရင် pan house ကပဲရှိတယ်ကိုပိုင်ဝင်းလေးနဲ့ပေါ့နော်ကိုပိုင်ဝင်းလေးနဲ့ကိုပိုင်ကားပါကင်လေးနဲ့ရမယ်ရိုးရိုးတိုက်ခန်းအလွှာမျက်နှာမှာ3600လောက်ပေးရတဲ့အချိန်မှာဒီကောင်လေးကဝယ်ထားတဲ့နယ်ပြောလို့ရတယ်ဗျဈေးလေးတော်တော်လေးမစိုးလို့ပါဈေးနှုန်းကလည်းညှိနှိုင်းပေးအောင်ပါပြီးတော့ဒီကောင်ကဝယ်ပြီးလို့ကိုမနေပြသေးဘူးဆိုရင်လည်းအခန်းငှားစားမယ်ဆိုရင်လည်းအဆင်ပြေတယ်အခန်းငှားကတက်တက်ရမယ်ကားပါကင်ကြီးပဲပြန်ငှားစားမယ်ဆိုကားပါကင်က3သိန်းခွဲ2သိန်းလောက်ရတယ်ဗျကားပါကင်ငှားစားမယ်တက်တက်လို့ဆိုရင်လည်းတိုက်ကတော့အတစ်ချက်ချုပ်ပဲလုံးဝအောင်လေကျွန်တော် location လေးတစ်ခေါက်ထပ်ပြောပြပေးမယ်နော်သူကကမာရွတ်မြို့နယ်လှဲတန်းစင်ကြီးရဲ့အနောက်ဘက်မှာရှိတယ်လှဲတန်းလမ်းမကြီးကနေတက်တက်ဝင်လာမယ်ဆိုရင်လှဲတန်းစင်ကြီးရဲ့နောက်ကျောကက်ရက်ပဲလမ်းထိပ်ကနေကြည့်လိုက်ရင်တိုက်ကိုမြင်နေရတယ်အကျယ်ဝန်းက square feet 600ဝန်းကျင်အလွှား6လွှာပါရောင်းမဲ့ဈေးလေးက3150ပဲခေါ်ထားတယ်ဗျဈေးနှုန်းလေးညှိနှိုင်းပေးပါအောင်မယ်နော်ကျေးဇူးတင်ပါတယ်